အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်တို့ကတော့ကောလန်ကျွန်းအလဲဆုံးတင်မောစီးမှာဖြစ်ပါတယ်အားလုံးပဲပြည်သက်ကြီးနဲ့ကျွန်တော်တို့နဲ့တူတိုက်ခဲ့ပါအောင်ဖိတ်ခေါ်ပါတယ်ခင်ဗျာအခုကတော့တင်မောကတော့စထွက်ပါပြီဆက်ရှိနေတယ်ဆိုတာလောက်ရလှမယ်ဆိုတက်ပြီးတော့ကြည့်ရရအောင်ဘယ်လိုကနေသူလိုက်ခဲ့ပါကြည့်ရတယ်တော်လှတယ်နော်ဟုတ်ကောက်ဒီပုံမှန်လည်းဖျားရှိတယ်ဒီကဆိုကျွန်တော်တို့နေမဲ့နေရာသွားနေရပေါ့ရရနော်လှဆိုတော့ပိတ်တယ်ဒီအကုန်လုံးလိုက်ကြည့်ကြအောင်တော့ကျွန်တော်တို့ကဲကြီးကိုရောက်ပြီပေါ့နော်ကဲကြီးလာထွက်လာတယ်ကျွန်တော်ကဲကြီးပါနေရမှုလေအားကြောင့်ဒီမှာအေးဝယ်တောက်လာတော့တောက်ကြပါဒီကလန်လေး